မဲမင်္ဂလာပါဒီ Trichoderma သုံးမဲ့နေရာက Trichoderma ကိုဘလို့စိုက်ခင်းနေမှာဘလို့သီးနှံနေမှာကိုကသုံးရမလဲဆိုရင်မှုရောကအကြများတဲ့စိုက်ခင်းတွေပေါ့နော်ပဲဒီစိမ့်မပဲဒီမှာဆိုလဲဒါမြစ်ချောက်ဆွေးယောဂါကြောင့်အပင်ငယ်စဉ်ကနေအပင်ကြီးတဲ့အထိထောက်ချောက်ဒုက္ခပေးတယ်ပေါ့နော်တောင်သူတွေပဲမရဘူးပဲတွေအသီးနေတယ်အပင်တွေကကြီးလာမှဆုံးချုံသွားတယ်ဒါအပင်တွေစိုက်ခင်းထဲမှာဆိုမရှိတော့ဘူးပေါ့နော်တဖြည်းဖြည်းပျောက်သွားတယ်အပင်ငယ်စင်မှာလည်းအကွက်လိုက်တွေဒါကျဲပြီးသွားလို့ချင်းဒါအပင်တွေမရှိတော့ဘူးဟိုစိုက်တဲ့လောက်အပင်ကမပေါက်လာဘူးပေါက်ပြီးတော့လည်းတချို့ခါးကြီးမြစ်ပုတ်ပြီးတော့အပင်တွေပျောက်သွားတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်Trichodermaကမဖြစ်မနေသုံးဖို့လိုအပ်ပါတယ်ဘာကြောင့်သုံးဖို့လိုအပ်လဲဆိုရင်သူကမြေကြီးထဲမှာဒါအကျိုးပြုမှုနဲ့အကျိုးမပြုတဲ့မှုဆိုပြီးတော့ရှိနေတယ်ကိုယ့်ရဲ့အကျိုးပြုတဲ့မှုကနည်းပြီးတော့ဒီအကျိုးမပြုတဲ့ဒုက္ခပေးတဲ့မှုတွေကပိုများတယ်ဒါကြောင့်ကိုယ်စိုက်ခင်းမှာယောဂါတွေထူထဲလာခြင်းဖြစ်တယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကိုယ်စိုက်ခင်းကိုမြေကြီးထဲမှာTrichodermaမှုမျိုးစိတ်များရှိဖို့လိုတယ်ဒီလိုများရှိဖို့အတွက်ကိုထည့်သွင်းရမယ့်ဒီမှုနီလန်းတွေကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်Trichodermaကိုရေဖြော်ပြီးတော့ဖြန်းလို့ရတယ်ဒီနေ့အမှုတ်ဆို2မျိုးလာတာရှိပါတယ်အရေးရဲ့အားနည်းချက်ကသူကကြထားလို့မရပါဘူးအထားသူကလည်းအများကြီးလိုအပ်ပါတယ်အမှုတ်အောင်ရောက်တော့6လနေတစ်နှစ်အထိထားလို့ရပါတယ်ဒါကိုဘယ်လိုပွားမလဲဆိုရင်နွားရှိနဲ့ဒီအုံစံခွန်လေးနဲ့ပွားလို့ရပါတယ်ပွားပြီးမှကိုမြေကြီးတွေကိုကျဲပက်မယ်ဆိုလေရတယ်နော်ဒါကြောင့်Trichodermaသုံးခြင်းအပြင်ကိုယ့်ရဲ့စိုက်ခင်းထဲမှာအကျိုးပြုမှုတွေများလာမယ်များလာရင်သူ့ရဲ့သဘောကမှုချင်းပြန်စားတယ်ပြန်တိုက်တယ်နောက်ပြီးတော့ဒီမှုဆိုးတွေကိုချုပ်တီးထားတယ်သူTrichodermaရဲ့သဘောတရားမှုတွေကိုရစ်ပတ်လုံးထွေးပြီးတော့ချုပ်ထားတာသူတို့မှတ်လုံချနိုင်မှုဖြစ်လာတယ်ပေါ့နော်အဲ့လိုအနေထားမှာကိုယ်စိုက်ခင်းမှာယောဂါတွေကင်းမယ်ကျွေးလိုက်တဲ့အစာတွေကနေအာဟာရတွေများစားနိုင်မယ်ဒီလိုစားနိုင်တဲ့အတွက်ဒါအသီးနှံတွေအထွက်နှုံတိုးမယ်မိုးယောဂသက်ဆေးတွေသုံးတဲ့ကုန်ကြစရိတ်တွေအများကြီးတက်တာလာမယ်နိုင်ငံတကာမှာလည်းTrichodermaကိုတွင်ကြဲအသုံးပြုနေပြီဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာTrichodermaကိုစနစ်တကျအသုံးပြုနိုင်ဖို့အတွက်ကျွန်တော်တို့စိတ်မြနေကြီးကုမ္ပဏီကနေပြီးတော့မြန်မာတိုင်းနိုင်ငံလုံးကိုဖြန့်ချိပေးမိဖြစ်ကြောင်းသတင်းကောင်းလေးပါခြင်းပဲဖြစ်ပါတယ်ခင်ဗျာတချို့ကတစ်မျိုးတည်းပါတယ်ဟာစီယန်နန်တစ်မျိုးတည်းပါတယ်ဗီရိုက်တစ်မျိုးတည်းပါတယ်ဒီလိုမျိုးပါကျွန်တော်တို့ရောက်တော့Trichoderma 3မျိုးပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်အပင်ငယ်စဉ်မှာဖြစ်တတ်တဲ့ယောဂါတွေအပင်ကြီးမှာဖြစ်တတ်တဲ့ယောဂါတွေကွန်းမှာဖြစ်တဲ့ယောဂါစပါးမှာပဲမှာစသဖြင့်ပေါ့နော်နင်းစီတွေမှာဖြစ်တတ်တဲ့ယောဂါအများစုကိုကြိုတင်ကာကွယ်ပြီးနှိမ်နှင်းမယ်ဆိုရင်Trichodermaကိုသုံးဖို့လိုအပ်ပါတယ်ခင်ဗျာသတိထားမယ်အစင်ဉာဏ်ရမယ့်အချက်ကတော့သူကတခြားဓာတုမြေဩဇာတွေဓာတုပိုးသက်ဆေးတွေမိုးဆေးတွေနဲ့ရောပြီးဖြန်းလို့မရပါဘူးသူ့ကိုတီးတန့်သုံးမှရပါမယ်သူ့ကိုသုံးပြီး9ရက်10ရက်ချပြီးမှတခြားဆေးတွေကိုဖြန်းဖို့လိုအပ်ပါတယ်ခင်ဗျာဒါလေးကိုကျွန်တော်တို့ရဲ့မိတ်ဆွေတောင်သူအားလုံးဘုဒ္ဓရရှိစေရန်ယောဂအနာတွေစိုက်ခင်းထဲမှာကင်းစေရန်သီးနှံအထွက်တိုးစေရန်ရည်ရွယ်ပြီးတော့ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်ဒါတောင်သူများသူသိအောင်လည်းမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာသီးနှံတွေထွက်တိုးပါသေးကျွန်တော်တို့ကိုစိုးမိုးကျူလိုက်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်